theorem ဆိုတာအဓိပ္ပာယ်သတ်မှတ်ချက်တွေ SCN တွေကိုအသုံးပြုပြီးမှန်ကန်ကြောင်းထောက်ထားနဲ့ပြနိုင်တဲ့အဆိုတစ်ခုဖြစ်တယ်။ theorem 1ကတရိကံတစ်ခုရဲ့အတွင်းထောက်3ခုပေါင်းသည့်180ဒီဂရီရှိတယ်။ဒါကိုသက်သေပြမယ်။အဲ့တော့သက်သေပြဖို့လို့အတွက်တရိကံတစ်ခုဆွဲရမယ်။ဒါကိုတရိကံ ABC လို့ပေးလိုက်တယ်ဆိုပါစို့။အဲ့တော့ပေးချက်ကတရိကံ ABC ဖြစ်ပြီးတော့သက်သေပြမှာကထောက် A ရဲ့ထောက် B ရဲ့ထောက် C ရဲ့ပေါင်းခြင်းသည်180ဒီဂရီဖြစ်ကြောင်းပြရမယ်ပေါ့အဲ့လိုသက်သေပြဖို့လို့အတွက်အမှတ်တမှတ်ကိုဖြတ်ပြီးတော့တရိကံရဲ့ထောက်စမတ်တစ်ခုကိုဖြတ်ပြီးတော့အနာတနာနဲ့ပြိုင်အောင်မြင်တကြောင်ဆွဲရမှာဖြစ်တယ်ဒီမှာမှတ် A ကိုဖြတ်ပြီးတော့ BC နဲ့ပြိုင် DAE ကိုဆွဲတယ်ဆိုပါစို့အဲ့တော့အမှတ် C ကိုဖြတ်ပြီး AB နဲ့ပြိုင်ဆွဲလဲရတယ်အမှတ် B ကိုဖြတ်ပြီးတော့ AC နဲ့ပြိုင်ဆွဲလဲရတယ်အဲ့တော့ဒီမှာတော့အမှတ် A ကိုဖြတ်ပြီးတော့ BC နဲ့ပြိုင်ဆွဲလိုက်တယ်အဲ့လိုဆွဲလိုက်တဲ့အခါမှာဒီမြင်းပြိုင်နှစ်ကြောင်းကိုဖြတ်မြင်း AB ကဖြတ်နေတဲ့အတွက်ထောက် B ကိုဘီတာလို့ပေးလိုက်တယ်အဲ့ဒီထောက်ဒီသီတာနဲ့ညီတယ်ပေါ့ဒါဒီဝိသမတထောက်တစ်စုံဖြစ်တယ်အဲ့လိုပဲထောက် C ကိုဂမ္မာလို့ပေးလိုက်တဲ့အခါမှာသူ့ရဲ့ဝိသမတထောက်ကဖိုင်လို့ပေးလိုက်တယ်ဒါဒီဝိသမတထောက်တစ်စုံဖြစ်တယ်အဲ့ဒီထောက် BAC ကို alpha လို့ပေးလိုက်တယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ဒီအခရာတွေအသုံးပြုပြီးတော့ထောက် A ရဲ့ထောက် B ရဲ့ထောက် C ရဲ့3ထောက်ပေါင်းခြင်း180ဒီဂရီဖြစ်ကြောင်းပြမယ်ပေးချက်ကတရိကံ ABC ဖြစ်ပြီးတော့ပြရန်ကထောက် A ရဲ့ထောက် B ရဲ့ထောက် C ရဲ့ပေါင်းခြင်း180ဒီဂရီဖြစ်ဆွဲသားချက်က A ကိုဖြတ်၍ BC နဲ့ပြိုင် DAE ကိုဆွဲပါသည်ဆိုတာကိုရေးရမယ်အဲ့တော့ပြိုင်တဲ့အတွက်ကြောင့်မို့လို့ဘီတာသည်သီတာနဲ့တူညီတယ်ဝိသမတထောက်ဖြစ်တယ်အဲ့လိုပဲဂမ္မာကလည်းပဲဖိုင်နဲ့ဝိသမတထောက်လို့ဖြစ်လို့တူညီတယ်အဲ့ဒီညီမျှခြင်းနှစ်ကြောင်းမှာလက်ဝဲဘက်ချင်းချင်းလက်ရဘက်ချင်းချင်းပေါင်းမယ်ပေါ့အဲ့တော့ပေါင်းတဲ့အခါမှာဘီတာပလတ်ဂမ္မာသည်သီတာပလတ်ဖိုင်နဲ့ညီသွားတယ်ဘီတာပလတ်ဂမ္မာဆိုတာကထောက် B နဲ့ထောက် C ပေါင်းတာဖြစ်ပြီးတော့တရိကံရဲ့ထောက်3ထောက်ပြည့်ဖို့လို့အတွက် alpha ကိုပေါင်းရမယ်။ဒါမှမဟုတ်ညီမချင်းရဲ့နှစ်ဖက်စလုံးမှာ alpha ကိုပေါင်းလိုက်တဲ့အခါကျတော့လက်ဝဲဘက်က alpha plus beta plus gamma ဖြစ်ပြီးလက်ရဘက်က alpha plus theta plus phi ဖြစ်တယ်ပေါ့။အဲ့ဒီမှာဒီလက်ရဘက်မှာရှိတဲ့ alpha နဲ့ theta နဲ့ phi နဲ့ပေါင်းခြင်းသည် alpha ရဲ့ theta ရဲ့ phi ရဲ့ပေါင်းခြင်းသည်အဲ့ဒီ DAE ကမြင်းဖြောက်ဖြစ်နေတဲ့အတွက်ဒီထောက်3ထောက်ပေါင်းခြင်းက180ဒီဂရီဖြစ်တယ်ပေါ့180ဒီဂရီပြည့်အောင်ဒီထောက်3ထောက်ကဖြည့်ထားတာဒါကြောင့်မလို့ alpha ရဲ့ theta ရဲ့ phi ရဲ့ပေါင်းခြင်းဒီ180ဒီဂရီထောက်ဖြောက်ဖြစ်ဘက်တွေဖြစ်တယ်ဒီညီမျှခြင်းရဲ့လက်ရဘက်ကထောက်3ထောက်ပေါင်းခြင်းဒီ180ဒီဂရီဖြစ်တဲ့အတွက်လက်ဝဲဘက်က alpha ရဲ့ beta ရဲ့ဂမ္မာပေါင်းခြင်းရဲ့180ဒီဂရီဖြစ်သွားတယ်ပေါ့ဒါကြောင့်မို့လို့ alpha နေရာမှာထောက် A စားသွင်းမယ် beta နေရာမှာထောက် B စားသွင်းပြီးတော့ဂမ္မာနေရာမှာထောက် C စားသွင်းလိုက်တဲ့အခါကျတော့ထောက် A ပေါင်းထောက် B ပေါင်းထောက် C ဒီ180ဒီဂရီဖြစ်တယ်ပေါ့အဲ့တော့ဒီ theorem မှာအသုံးပြုထားတဲ့အချက်တွေကအမှတ်တစ်ခုကိုပြပြီးပေးထားတဲ့မြင်းနဲ့အပြိုင်မြင်းတစ်ချောင်းသာဆွဲသားနိုင်သည်ဆိုတဲ့ချက်ကိုသုံးထားတယ်အဲ့လိုပဲမြင်းပြိုင်နှစ်ချောင်းကိုဖြတ်မြင်းတစ်ချောင်းကဖြတ်တဲ့အခါမှာဖြစ်ပေါ်လာတဲ့ဝိသမတထောက်တစ်စုံတူညီတယ်ဆိုတာကိုသုံးထားတယ်နောက်ကကျတော့ထောက်ဖြောက်ဖြစ်ဘက်သုံးထားတယ်
အဲ့တော့ဒီသက်သေပြချက်မှာအသုံးပြုထားတဲ့မှတ်ကန်ချက်၃ချက်ရှိတယ်ပေါ့ theorem တွေကနေပြီးတော့အလွယ်တကူထုတ်ယူနိုင်တဲ့အဆိုကို Corrai လို့ခေါ်တယ်ဒီမှာ Corrai 1.1 Corrai 1.1 ဒီ theorem 1ကနေပြီးတော့ထုတ်ယူထားတဲ့ Corrai 1ဖြစ်တယ်ပေါ့အဲ့တော့ပေးတဲ့နာ Corrai 1.1 ကစတုဂန်တစ်ခုရဲ့အတွင်းထောက်အားလုံးပေါင်းဒီ360 degree ရှိသည်ဆိုတဲ့အတွက်စတုဂန်တစ်ခုဆွဲဖို့လိုတယ်ပေါ့အဲ့တော့ဒီစတုဂန်ကို ABCD လို့နာမည်ပေးလိုက်မယ်အဲ့တော့ပေးချက်ကစတုဂန် ABCD ဖြစ်သွားတယ်ထောက်အားလုံးပေါင်း360ဆိုတဲ့အတွက်သက်သေပြမှာကထောက် A ရဲ့ထောက် B ရဲ့ထောက် C ရဲ့ထောက် D ရဲ့၄ထောက်ပေါင်းခြင်းသည်360 degree ဖြစ်ကြောင်းသက်သေပြမှာဖြစ်တယ် Corrai 1.1 ဆိုတာ theorem 1ကနေလွယ်တကူထုတ်ယူထားတဲ့အဆိုဖြစ်တဲ့အတွက် theorem 1ကိုပြန်သုံးရမယ်အဲ့တော့ theorem 1ကတရိကံရဲ့ထောက်3ထောက်ပေါင်းခြင်းဒီ180 degree ရှိတယ်ဆိုတော့ဒီမှာတရိကံပုံမရှိတဲ့အတွက်ထောက်ဖြတ်မြင်တစ်ချောင်းဆွဲရမယ်ထောက်ဖြတ်မြင် BD ဆွဲလဲရတယ် AC ဆွဲလဲရတယ်ဒီမှာ AC ကိုဆွဲလိုက်တယ်ဆိုပါစို့ဒါဆိုရင်ပြချက်မှာထောက်ဖြတ် AC ကိုဆွဲတယ်အဲ့လိုဆွဲတဲ့အခါမှာတရိကံ2ခုရလာတယ်တရိကံ ADC မှာထောက် D ကို FR လို့ပေးလိုက်တယ်ထောက် DAC ကို beta 1လို့ပေးထားပြီးတော့အဲ့ဒီထောက် BAC ကို beta 2လို့ပေးထားတယ်အဲ့လိုပဲထောက် DCA ကို theta 1လို့ပေးထားပြီးတော့ထောက် ACB ကို theta 2လို့ပေးလိုက်တယ်ထောက် B ကိုတော့ gamma လို့ပေးလိုက်theorem 1ကိုပြန်သုံးရမှာဖြစ်တဲ့အတွက်ဟောဒီတရိကံ ADC မှာ ACD မှာ FR ရဲ့ beta 1ရဲ့ theta 1ရဲ့ပေါင်းခြင်းသည်180 degree ဖြစ်တဲ့ဒါ theorem 1ပေါ့အဲ့လိုပဲတရိကံ ABC မှာလည်းပဲ beta 2ရဲ့ theta 2ရဲ့ gamma ရဲ့ပေါင်းခြင်းကလည်း180 degree ရှိတယ်ဒီတော့3ထောက်ညီမျှခြင်း2ခုပေါင်းရင်ထောက်6ထောက်ဖြစ်သွားတယ်အဲ့ဒီထောက်6ထောက်ဒီစတုဂန်ရဲ့ထောက်4ထောက်ပဲဖြစ်နေတာဖြစ်တဲ့အတွက်ညီမျှခြင်းရဲ့နှစ်ဖက်စလုံးကိုပေါင်းလိုက်တဲ့အခါကျတော့ညီမျှခြင်းရဲ့လက်ဝဲဘက်မှာထောက်6ထောက်ဖြစ်တယ်ပေါ့ FR ရဲ့ beta 1နဲ့ beta 2ပေါင်းရင်ထောက် A ဖြစ်တဲ့အတွက် beta 1နဲ့ beta 2ကိုခွင်းခတ်ထားပြီးတော့ theta 1နဲ့ theta 2ပေါင်းရင်ထောက် C ဖြစ်တဲ့အတွက် theta 1နဲ့ theta 2ကိုခွင်းခတ်ထားမယ်ပြီးတော့ခံပါအဲ့တော့ FR နေရာမှာထောက် D စားသွင်းမယ် beta 1နဲ့ beta 2ပေါင်းတဲ့နေရာမှာထောက် A စားသွင်းမယ် theta 1နဲ့ theta 2ပေါင်းတဲ့အခါမှာထောက် C စားသွင်းပြီးတော့ခံမနေရာမှာကြတော့ထောက် B စားသွင်းမှာပေါ့နောက်ဒီထောက်3ထောက်ပေါင်း4ထောက်ပေါင်းခြင်း360 degree ဖြစ်တယ်အဲ့တော့ဒီထောက်4ထောက်ကိုထောက် A ကနေစားပြီးအစဉ်လိုက်ပြန်ရေးလိုက်မယ်ဆိုရင်ထောက် A ပေါင်းထောက် B ပေါင်းထောက် C ပေါင်းထောက် D ပြီး360ဆိုတဲ့စတုဂန်ရဲ့အတွင်းထောက်3ထောက်ပေါင်းခြင်း4ထောက်ပေါင်းခြင်းစတုဂန်ရဲ့ထောက်အားလုံးပေါင်းခြင်းဒီ360 degree ဖြစ်တယ်ပေါ့